호롱아 여수아비야 호다레 디드나리르고 너 세야레베 네야 원롱တောင်60လောက်ဆက်ထားတဲ့ဝလုံးတစ်လုံးကိုပခုံးပေါ်မှာတင်ပြီးတော့အဲ့ဒီဝလုံးကိုတက်ပြီးတော့ဂျွန်းပြစ်ပြတာပေါ့နော်ဆက်ကသဘောမျိုးပေါ့အဲ့ဒါဆရာဖြစ်တဲ့လူကတပည့်ကိုအဲ့ဒီပြိုင်ပွဲကြီးအပြပွဲကြီးစကနေမှပြောတယ်တဲ့အဲ့ဒါပဲမင်းကလည်းငါ့ကိုကြည်ရှုစောင့်ရှောက်ပါငါလည်းမင်းကိုကြည်ရှုစောင့်ရှောက်ပါမင်းငါနဲ့တယောက်ကိုတယောက်အချိတ်ဆက်ညီညီမင်းကိုလည်းငါကာကွယ်စောင့်ရှောက်မယ်ငါ့ကိုလည်းမင်းကာကွယ်စောင့်ရှောက်အဲ့ဒီနီးနဲ့ပြပွဲကြီးကိုအောင်မြင်အောင်တို့ပြသကြမယ်အဲ့ဒါလိုပြောတဲ့အခါမှာတပည့်ဖြစ်တဲ့လူကဆရာစကားကိုလက်မခံဘူးဆရာကိုတပည့်စောင့်ရှောက်ဆရာမလို့တပည့်ကိုလည်းဆရာစောင့်ရှောက်ဆရာမလို့ဆရာလုပ်ရမယ့်အလုပ်ကိုသာဆရာပြီးပြအောင်လုပ်ဆရာကိုဆရာသာအကောင်းဆုံးဖြစ်အောင်လုပ်တပည့်ကိုတပည့်လည်းအကောင်းဆုံးဖြစ်အောင်လုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ကြရင်းဖြင့်ဆရာကိုတပည့်ကစောင့်ရှောက်မယ်တပည့်ကိုလည်းဆရာစောင့်ရှောက်သူများကိုဓာတ်ရိုက်ကောင်းအောင်လုပ်ပေးလို့မရသူများကိုကောင်းစေခြင်းနဲ့ဆိုရင်ကိုကောင်းအောင်လုပ်ရမှတစ်ဆင့်သာလည်းလုပ်လို့ရနော်ဆရာကိုလည်းတပည့်မဆောင်ရှောက်ဘူးတပည့်ကိုလည်းဆရာမဆောင်ရှောက်နဲ့ကိုသာအကောင်းဆုံးဖြစ်အောင်လုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ခြင်းသည်ကိုဆောင်ရှောက်ပြီးသားဖြစ်တယ်လို့သူများကိုလည်းဆောင်ရှောက်ပြီးသားအဲ့ဒီကျမှဖြစ်သွားတာအဲ့ဒီတပည့်ရဲ့စကားကိုမြတ်စွာဘုရားယဟန်တွေကိုပြောပြတာအဲ့ဒါသဘာဝကျတယ်ဆရာစကားသဘာဝမကျဘူးတဘုန်းကြီးကခုပါပြောနေတာတော့ကိုကာကွယ်စောင့်ရှောက်ဖို့အဲ့ဒီသုတ္တမမြတ်စွာဘုရားကကိုကာကွယ်စောင့်ရှောက်ရင်ဖြင့်သူများကိုကာကွယ်စောင့်ရှောက်မယ်ဆိုလို့ရှိရင်အဲ့ဒီလူဟာသတိပဋ္ဌာန်တရားကိုပွားတယ်အဲ့ဒါကိုကာကွယ်စောင့်ရှောက်ပြီးသားဖြစ်တယ်ဒီပြိုင်တဲ့ထဲမှာပဲသူကအကောင်းဆုံးနေပြထားတဲ့အတွက်ကြောင့်သူ့ကိုမြင်ရတဲ့လူတော့သူနဲ့ဆက်ဆံရတဲ့လူတွေအကုန်လုံးဟာဒီလူရဲ့ကောင်းမွန်တဲ့သဘောကိုမြင်နေရတဲ့အခါကျတော့ဒီလူကြောင့်ဘာမှဒုက္ခရောက်တာမရှိတဲ့အပြင်အားချပြီးတော့နော်ကောင်းတဲ့အလုပ်တွေသူ့ကြောင့်ပို့ပြီးတော့လှုပ်လာနိုင်ပြီးတော့အဲ့ဒီလူကိုပါကာကွယ်ဆောင်ရှောက်ပြီးသားဖြစ်သွားတယ်နော်သတိပဋ္ဌာန်တရားပွားခြင်းသည်ကိုကာကွယ်ဆောင်ရှောက်ရင်းဖြင့်သူများကိုပါကာကွယ်ဆောင်ရှောက်နိုင်အောင်သူကလှုပ်တာလို့မြတ်စွာဘုရားအဲ့လိုလေးအိဗယ်ဖွင့်တယ်မေတ္တာတရားပွားတာသီခန္ဓာခွန့်လွတ်တာကြတော့သူကဘယ်လိုလေးပြောပြန်တော့ဆိုတော့သူများကိုကာကွယ်ဆောင်ရှောက်ရင်းနဲ့ကိုကာကွယ်ဆောင်ရှောက်ဟောဒါကြောင့်အိဗယ်လေးတစ်မျိုးဖြစ်သွားတယ်နော်ကိုချမ်းသာစေခြင်းဘယ်သူ့တော့သူတော်ဘာကိုနော်သူတော်ဘာမဟုတ်ဘူးဆိုရင်လည်းနားလဲပေးတယ်ခွန့်လွတ်ပေးတယ်သိခံနိုင်တယ်သူများနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာအကောင်းဆုံးဖြစ်အောင်နော်သူတော်ဘာရဲ့ပုံမှာထားတဲ့သဘောထားတွေကအလွန်မြင့်တယ်အဲ့ဒါဘာလို့တာတော့ဆိုသူများကိုကာကွယ်ဆောင်ရှောက်ရင်းနဲ့သူ့ကိုယ်သူကာကွယ်ဆောင်ရှောက်နိုင်အောင်သူကြိုးစားတာသူများပုံမှာထားတဲ့မေတ္တာပဲသူ့ကိုပြန်ပြီးတော့ကာကွယ်ဆောင်ရှောက်နေတယ်ဆိုတာကိုမြတ်စွာဘုရားမြင်ပြတာဘယ်လောက်ကောင်းတော့ဟုတ်လားဒါကြောင့်ကိုယ်ကာကွယ်စောင့်ရှောက်ပေးမယ်ကိုယ်ချမ်းသာစေမယ့်အရာကိုကိုယ်တန်တန်မှရှိအောင်ကိုယ်တိုင်ပဲပါလို့မလို့ကြိုးစားပြီးတော့တိဆောက်ရမယ်ကိုနားခိုမဲ့အရေးကိုကိုယ်တိုင်တိဆောက်ရမယ်ဟုတ်လားဗမေတ္တာတရားအလွန်မှစွမ်းတဲ့ဓာတ်တဘာဝတရားတစ်မျိုးကံရှုတော့မှကြည့်မယ်ဆိုရင်သူကထပ်ပြီးတော့ကြည်လင်တဲ့ကောင်းမွန်တဲ့အပြစ်ကင်းတဲ့အတွေးအကြံအပြောအဆိုအပြုအမူတွေကိုပါသူကဆက်ပြီးတော့ဖြစ်စေလိမ့်မယ်ဟုတ်လားမေတ္တာအားကြီးလာပြီဆိုလို့ရှိရင်သူ့ရဲ့ကာယကံမှုဝစီကံမှုမနောကံမှုတွေကအလွန်မှအပြစ်ကင်းလိမ့်မယ်တန်ရှင်းလိမ့်မယ်စင်ကြယ်လိမ့်မယ်ပြောရရင်ကံကောင်းလိမ့်မယ်လို့ပြောတာမေတ္တာတရားနဲ့လုပ်တဲ့အလုပ်မေတ္တာတရားနဲ့ပြောတဲ့အပြောမေတ္တာတရားနဲ့တွေးတဲ့အတွေးဘယ်နည်းနဲ့မှသူကအဆိုးမဟုတ်အဲ့ဒါကံကောင်းပြီဆိုရင်ဘာလုပ်မလို့အကျိုးပေးကောင်းပါနော်တရားမလို့ဟိုတလောစီကနော်ချမ်းသာခြင်းရဲ့စိတ်ကောင်းတာငြိမ်းအေးခြင်းရဲ့အမှန်သိဆိုတော့တရားလေးတစ်ပုဒ်ဟောတာရှိတယ်အဲ့ဒါ line ပေါ်မှာရှိတယ်ဘန်ကောက်မှာဘုန်းကြီးဟောတာဒီတရားသဘောလေးနဲ့ခက်ဆင်ဆင်ပါပဲဒါပေမဲ့ခုကလေးကတော့ရှုထောင့်တစ်မျိုးကနေဘုန်းကြီးကပြောတာနော်မေတ္တာတရားဖြင့်ချမ်းသာစေဘယ်သူကိုတော့ဆိုကိုသူများကိုချမ်းသာစေခြင်းနဲ့စိတ်ထားမွေးပြီးတော့အဲ့ဒီစိတ်ထားကြောင့်ပဲကိုချမ်းသာအောင်လုပ်လို့ရတယ်ဆိုတာကိုပြောတာဟုတ်ပြီနော်မေတ္တာတရားဖြင့်ချမ်းသာစေပြီးတော့ဗါလေတော့ပညာတရားဖြင့်ငြိမ်းအေးစေဟောအဲ့ဒါကျတော့ပို့ပြီးတော့အဆင့်မြင့်သွားပြီငြိမ်းအေးတယ်ဆိုတာကချမ်းသာတယ်ဆိုတာတည်းပို့ပြီးတော့လေးနက်သွားပြီချမ်းသာပြီးတော့မငြိမ်းအေးတာတွေရှိတယ်အဆင်ပြေပြီးတော့မငြိမ်းအေးတာတွေရှိတယ်နိဗ္ဗာန်ဆိုတဲ့စကားလေးကနိဗ္ဗာန်ဆိုတဲ့ပါဠိစကားလေးကိုမြန်မာမှုပြုထားဟုတ်လားနိဗ္ဗာန်ဆိုတာဘာလို့ငြိမ်းအေးတာကိုပြောတာလောဘမီဒေါသမီမောဟမီလူကျင်မှုကြောင့်ပူနေတာတွေ
မရှိဘူးမကျေနပ်မှုကြောင့်ပူနေတာတွေမရှိဘူးမသိမှုကြောင့်ပူလောင်နေတာတွေမရှိဘူးနောက်ဆုံးတဖန်ဖြစ်ရခြင်းဇာတိမိတော့မတောက်တော့ဘူးဥမင်းရင်ရွာခြင်းစရာမိတော့မတောက်တော့ဘူးသေဆုံးပျက်စီးရခြင်းမရဏမိတော့မတောက်ရတော့ဘဝမိတော့ပါသူကငြိမ့်တာနော်ကိလေသာမိတော့ငြိမ့်တဲ့အတွက်ကြောင့်ဘဝမိဆက်မတောက်တော့တဲ့အနေအထားတစ်ခုလို့အကြံဉာဏ်နားလေရနိဗ္ဗာန်ကိုစိတ်ဝင်စားတဲ့နဲ့နော်နိဗ္ဗာန်ကိုစိတ်ဝင်စားဘူးနိဗ္ဗာန်ကိုဘာမှလည်းမသိဘူးဆိုရင်အဲ့ဒါဗုဒ္ဓဘာသာဝင်လို့ပြောဖို့ခက်တယ်နော်ဗုဒ္ဓဘာသာရဲ့အဓိကပန်းတိုင်ကပရိနိဗ္ဗာန်ထဝန်းကျင်ငြိမ်းအေးသွားဖို့ပဲသူကဟုတ်လားအဲ့ဒီငြိမ်းအေးမှုကအဆင့်ဆင့်တော့ရှိမယ်ပေါ့အဲ့ဒါအထွတ်အထိပ်ငြိမ်းအေးမှုကိုဘုန်းကြီးကအရင်ပြောလိုက်တာဟုတ်လားအခြေခံအစပြီးတော့ပြောမယ်ဆိုရင်မြတ်စွာဘုရားဟောထားတဲ့ဒေသနာလေးတစ်ခုနတ္ထိရာဂသမောအခိဆွဲမဲ့မှုတက်မဲ့မှုနဲ့တူတဲ့စိတ်ကိုလောင်းအောင်ရှုမြိုက်နိုင်တဲ့မိဆိုတာမရှိဘူးခုမှဘုန်းကြီးကဗာပြောတယ်ငြိမ်းအေးတယ်လို့ပြောတယ်နော်ငြိမ်းတယ်မငြိမ်းဘူးဆိုတာဘယ်နေရာမှာသုံးတာတော့မီးနဲ့တွဲပြီးတော့ပဲသုံးကြတာမဟုတ်လားမီးငြိမ်းတယ်မီးမငြိမ်းဘူးမီးငြိမ်းသွားရင်မီးကြောင်ပူနေတာလောင်းနေတာတွေလည်းမရှိတော့ဘူးနော်ငြိမ်းရင်အေးတာပဲလေငြိမ်းနဲ့အေးကိုအကြောင်းအကျိုးသဘောလေးဆက်ဆက်ပြီးတော့မြင်နေရမယ်ငြိမ်းရင်အေးတယ်မငြိမ်းရင်အေးပူတာကြိုက်လားအေးတာကြိုက်လားလို့မြင်စိတ်ထဲမှာပူနေတာကြီးဘယ်ကြိုက်မလို့ဒါပေမဲ့စိတ်ကိုရှုမြိုက်မဲ့အရာကစိတ်ကိုဝင်ပူးနေတယ်စိတ်ကိုလောင်ကျွမ်းနေတယ်ဆိုရင်မကြိုက်လည်းပဲပူးနေမှာပဲနော်စိတ်ကိုပူလောင်ရှုမြိုက်တဲ့အရာ၃မျိုးမြတ်စွာဘုရားအခြေခံအဖြစ်ဟောတယ်ရာဂကိရာဂအခိအခိဆိုတာမိရောနော်ဆွဲမဲ့မှုအာယုန်တစ်ခုခုကိုမဖြစ်မနေရကျင်နေတယ်ကြည်ကျင်နေတယ်နားထောင်ကျင်နေတယ်ဟာနော်ရာဂဆိုတာဆွဲမဲ့တာကိုပြောတာအဲ့ဒီဆွဲမဲ့မှုဖြစ်လာရင်စိတ်ဟာပူတယ်ပူပြီးတော့ထင်ရှားတာကဒေါသကိနော်မကြည်မနှက်ဖြစ်နေတယ်စိတ်တိုင်းမကြဖြစ်နေတယ်အဲ့ဒါကကြီးထွားလာတယ်နော်မုန်းတီးတဲ့အဆင့်ခေါင်းထဲအဲ့ဒီလူအကြောင်းရောက်လာတာနဲ့တခါတည်းလူကနေရထိုင်ရတာမတတ်တာတော့အဲ့လောက်ထိအမုန်းတွေကများလာပြီဒေါသတွေကကြီးကျယ်လာပြီဆိုလို့ရှိရင်စိတ်ကိုအလုံးမဒီအရာပူလောင်ရှုမြိုက်နေတယ်ဆိုတာထင်ရှားဘူးလားထင်ရှားတယ်ဘုန်းကြီးတို့ပုထုဇဉ်တွေရဲ့စိတ်ထဲမှာနားလည်ဖို့အခက်ဆုံးကတော့မောဟကိပေါ့အမှန်မသိမှုအဲ့ဒါကိုလည်းမြတ်စွာဘုရားမိလို့ဟောတယ်ဘုန်းကြီးတို့ကနားကိုမလဲဘူးမသိတာပူတယ်လို့စိတ်ကသဘောကိုကောင်းကောင်းမပေါက်ဘူးနော်ဘာလို့မသိတာတော့အမှန်တရားကိုမသိတာနော်မောဟကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာသစ္စာလေးပါးကိုမသိတာလို့အဲ့လိုဖွင့်တယ်ဒုက္ခိအညာဏဆင်းရဲနေတာကိုဆင်းရဲနေတယ်လို့မသိဘူးအမှန်ကဘုန်းကြီးတို့ဒီယုံနာဆင်ဆက်မပြတ်ဖြစ်နေတယ်ဆိုတာမကောင်းမွန်တဲ့သဘာဝတွေဖြစ်နေတဲ့သဘောဆင်းရဲပြီးဆင်းရဲဖြစ်နေတာပဲဒါဒီဘုန်းကြီးတို့ကနားလည်အောင်လဲလုပ်မထားဘူးသူ့ကိုသဘောပေါက်အောင်တတိတရားနဲ့တကယ်ကိုဒါဒုက္ခပါလားလို့နားလည်အောင်လုပ်မထားတဲ့အတွက်ကြောင့်ဒုက္ခဖြစ်နေရဲ့တန်လန်းနဲ့ကိုပဲဒုက္ခဖြစ်နေမှမသိဘူးအဲ့ဒီမသိတာကြီးဟာစိတ်ကိုပူစေတယ်လောင်စေတယ်လို့ပြောတယ်မသိတာကြီးနဲ့ပဲအမြဲနေတဲ့အခါကျတော့အသားကျသွားလို့လားဒါမှမသိမှုကိုဖယ်ပြီးတော့ငြိမ်းအေးတဲ့သဘောလေးနဲ့မနေဘူးတဲ့အတွက်ကြောင့်ဒီမသိမှုကြီးကြောင့်စိတ်လောင်နေတာပူးနေတာကိုမသိသွားတာလည်းဖြစ်နိုင်တယ်လို့ဒါတော့ဘုန်းကြီးကတွေးကြည့်တော့မြတ်စွာဘုရားဟောတာကတော့အမှန်ကန်ကြီးပဲလေမသိမှုကလည်းစိတ်ကိုပူစေတယ်လို့ဟောတယ်ဒါဒီဘုန်းကြီးတို့သိသလားအဲ့ဒါကိုမသိဘဲနဲ့နေနေတာပဲပူတယ်လို့ခံစားရသလားငရုတ်သီးတွေကပူဟာသူ့ကိုယ်သူပူတယ်ဆက်တယ်လို့သူမသိဘူးနော်မသိမှုဟာတတ္တဝါရဲ့စိတ်ကိုလွှမ်းခြုံထားတယ်မြတ်စွာဘုရားဘယ်လိုဥမာပေးတော့အဝိဇ္ဇာကတာဘိက္ခွေပဇာအန္တဗုဒ္ဓပရိယောနတ္တမသိမှုဟာဒီစိတ်ကိုလွှမ်းခြုံထားတယ်ဥတလုံးသဖွယ်လို့ခေါ်တယ်ဥထဲမှာရှိတဲ့ငှက်ကလေးကြက်ကလေးဥဟာမထွက်ရသေးဘူးဆိုရင်သူ့ရဲ့အရက်ရှိမျက်နှာရက်ဆယ်မျက်နှာဝန်းကျင်ကြီးတစ်ခုလုံးဟာဘယ်သူကဖုံးလွှမ်းထားတာဥခုံကဖုံးလွှမ်းထားဘယ်နားလေးမှအချားပေါက်ကိုမရှိဘူးအဲ့လိုပဲဘုန်းကြီးတို့ရဲ့စိတ်ရလဲအမှန်တရားရဲ့ပုံမှာမသိတဲ့မောဟကအချားပေါက်မရှိဘာလို့ထားတော့လွှမ်းခြုံထားတာပြောရတာအရင်ခက်တယ်ဟုတ်လားအဲ့ဒီပူလောင်မှုရှိတယ်နားလဲသလားမလဲဘူးရှားကမီဒေါသမီမောဟမီမိသုံးမျိုးမှာဒေါသမီကိုတော့ဒီလူတွေလွယ်လွယ်လေးသဘောပေါက်တယ်နော်မုန်းရတာစိတ်တူရတာအလုံးကြဖြစ်ရတာပူလောင်တယ်ပင်ပန်းတယ်မျက်နှာကြီးတွေနီးတစ်ခါလေးဆိုချွေးတွေပါလေထွက်လာနော်ဟုတ်တယ်မဟုတ်လားကြောက်လန့်တာလည်းပါတော့ဒေါသပဲလေပူတယ်မဟုတ်လားတစ်ခါလေးကြောက်ပြီးတော့တောင်သေတဲ့လူရှိရနော်ဟောဒေါသပူတယ်ဆိုတာတော့အရင်ထင်ရှားတယ်ဟုတ်လား
Yaga lepure, the Yaga pure so that you're a Thailand, Yanlishin or le Tina Nebona. Jadana, Eddie Moha pure so that Tivo along cat. Kudima Punya Baja di Chauya Lego, a Jay in the Shimpianina also. No, Pina de Abshin easy. No, Riman Yane a Manyam Evu, Yama Ema. Manyamu media down is of a media down in a row, that was in Alley on Pione. Hola, the Puyo Sega, Tijagadoda Moharo Shendali, Palonero, Long Johnny. What would Long John do Long Jama? Lematiu. Title out the Baile, she gone she may. Hola. The Karnataka Bawama, Baria, Long John, Shumia 9 little. The show neighbor was Sudan Kama, the set the deed of Miro E. Nyaya, or Mio when you down Pionado. Set them you, no? The Suba Sandy Valley doing town de yard, hola, down the town. They are the sale. Hola, Trua. No, Peluri to eat a Mativa. A look and then I shall look at it, me and Yamalade. No, Pony Sarava Penna. No, set the Yago Blumia Shamlet on Matia. No, set the leader me, so Yagadoda Moha, Sadi Zara, Marana, Toga Bridi, Wadoka, Dominada, Ubayada, set them you. Hola, Eddie Meedy. Long and Yin to Agene solution to a town de Apshide Yagadoda Moa Migo, Nita Naima, a Julia Lapshide, Sadizara, Marana, Toka Bridi, Doka, Dominada, Ubayada, Miale, Nyaima, Toa. Hola, at the Puino Agua, Sadimia, Taukere, a Dwaja, Sabiro, Ku, Diwan in a Piomesh, Pami down, so Sara meet down, the wing with loudly, the Sanchila, Kanago, a bush English. Hazadi, Sarami, loudly, Sibiasi. Sarami Malani Mushe, Chinia, Babi Salam. Is a duano, Rabimano. And lead a Milona, Kaunala. Kauna. A digema, Jam Mujam, Suin, Mujuya, Gusia Mukazare, 6 Mukazare. Come there, do we be of me, Mio, Cynthia, Sierra, Pemare, she. Sadi me long lu chene mi aro Mashumala Sabiro Valoro along Kayame. Down yin in a solution, John de Amshide, Jagadoda Moha Miu Yintana Josiah. The Jagadoda Moha Miu, Yana Shima, Radamania Yama, Bida Yintan Naina. The Nia Mother Boya for you a Chime solution. Miu Tiamatanimu, Madan Nine Levu Soyen down. Me was sure 9 days when a buaro, show mamma. Eddie and Nate Halio, Poino Sabiro, Mioleana. Now, lonely than me, Nanga, your nail look Nanga, Tadam, Haloma Shimmy, so at the ball. Hola, Eddie Nye Moo, Yajin solution, Paloa Monso, Pinashi on Loam. Pina, a mantimu. A mantimu ama, Nye easy night. So I put you Piare, Moha a day valley. Boha seen the Suda Mandiago Matiu. This year, Bajam Chile so that Dudiamia, Tumuria Desa, Mandiale, Tidala, Matiu. This year, Choya neighbor, Tadia Amandia, Dira Desa, Tidala, Matiu. This year, Cho and Blolo Amresure, Nila, Megan Sheba, Tokania, the Osao City, so that Legumia Amandia, Tidala, Matiu. Hola, Eddie Matimu, John Laune, me, ha. Betty to a set also. Memory so the Yagamio to Tome. P. Imagina who say Damajavu. Tineama. Lawane Doda Necessanida with Miao Chiame. Doda Lumajavu, Lojoyanashi. A low Majavu. A low name is showing. A low Majamu. Name. Hold the mola. A low Sura Mashiro showing. A low Majamu Shinemala. But loud Lobane Doda has Sassandi the Lesura. A low so indeed, a low so that Login Moody. Boy is seen at the Bawago, Mammy and Mammy and Lobshide. See Mamadi logo, Logenera, your eye. No, boy is seen at the Bawaga, balloon, the Tajama, young Lemishu, but never send a gobble Lemiabu to her. Paluluma Mia was saying, I say, Eddie Shima will point to her, Namale Kajaro, who lives in the Kalma, the Lupshi and the Kalma. Boao, no?
တခုခုသောအကြောင်းတရားကြောင့်ကောင်းအောင်လုပ်လို့ရတယ်လို့ယုံစားနေတာပေါ့တခုခုဖြစ်လာရင်ကောင်းလိမ့်မယ်လို့မျှော်လင့်နေအဲ့ဒါကိုကစားသူ့လွဲမှားနေတယ်ဘာဖြစ်လို့မှမကောင်းဘူးတကယ်ကဆင်းရဲမှန်းတကယ်မသိတဲ့အခါကျတော့ဘာဖြစ်ရင်ကောင်းလို့နို့အဲ့လိုဆိုရင်တို့ဖြစ်အောင်လုပ်ကြစို့ဟောဘယ်မှာအခြေခံတာတော့ဖြစ်အောင်လုပ်ခြင်းနဲ့ရအောင်လုပ်ခြင်းနဲ့ဆိုတဲ့လောဘဘယ်မှာအခြေခံတာတော့ဆိုရင်တကယ်ဒီဒုက္ခကြီးကဘာမှပြောင်းလဲလို့ကိုမရဘူးဒီတိုင်းယုံ nant ဆက်ဖြစ်နေရင်တော့ဒုက္ခပြီးဒုက္ခပဲလာနေမှာဟုတ်လားယုံ nant မှာဒုက္ခဆိုတဲ့အဖြေပဲရှိတယ်တကယ်တမ်းကမသိဘူးမသိတဲ့အခါကျတော့ဘုန်းကြီးတို့ဘာလုပ်တော့တခုခုဖြစ်ရင်ကောင်းတို့တခုခုရရင်ကောင်းတို့နဲ့ဖြစ်အောင်ရအောင်လုပ်ကြရတယ်ဖြစ်ခြင်းစိတ်ရခြင်းစိတ်တွေဖြစ်ကြရတယ်လောဘဘယ်မှာအခြေခံနေသလဲအဝိဇ္ဇာမောဟမှာအခြေခံနေရနော်တို့မသိဆုံးအရာကြီးရပဲအနှစ်ဆိုင်ဆုံးတို့ရဲ့ဒုက္ခတွေကိုဆက်ပြီးတော့ဖြစ်ပေါ်စေနေတယ်ဒါကြောင့်အဝိဇ္ဇာဆိုတာတို့အကုသိုလ်အလုံးမကောင်းတာတွေအလုံးဒုက္ခတွေအလုံးရဲ့မူရင်းပဓာနာအဓိကကြတဲ့အခြေခံအကြောင်းတရားမသိလို့သာလိုချင်ရတယ်လိုချင်လို့သာအလိုမကျမှုဖြစ်ရတယ်ဒါအကျဉ်းမြဲလေးဆက်ပြတာဒေါသဟာဘယ်မှာအခြေခံတော့ရှိဘူးရလောဘကိုအခြေခံတယ်လောဘကြီးသလောက်ဒီလိုဒေါသကြီးလိမ့်မယ်လိုမကျတာတွေများမှာပဲသူလောဘဘာကြောင့်ကြီးလဲဒုက္ခကိုမသိဘူးသဘောပေါက်လားဘုန်းကြီးပြောတာအဲ့လိုဆိုရင်ငြိမ်းအေးခြင်းဘာလို့ရမလို့ဆိုအမှန်သိရမယ်ဆိုအမှန်သိမှုပညာဟာဘာကိုဓာတ်ရိုက်သူကတိုက်ခိုက်နေတာတော့ယွန်နေစေတာတော့ဆိုတော့အဲ့ဒီမောဟကိုသူကတိုက်ခိုက်နေတာနောက်အခုစောစောတရားမှတ်ခဲ့တယ်တရားမှတ်တယ်ဆိုတာကိုယ့်ဘဝကြောင့်အမှန်တိုင်းသိအောင်လုပ်တာအဓိကပန်းတိုင်ကဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုတကယ်သိသွားဖို့လုပ်တာဒါဒီကြည်ချင်းဘဝဟာဆင်းရဲတယ်လို့ဘယ်သိမှာတော့အလုပ်လိုတဲ့ကိစ္စမဟုတ်ဘူးအခက်ခဲဆုံးအလုပ်ကြီးရယ်ဒုက္ခကိုသိကျင်လို့ရှိရင်သူ့ရှိကအနိစ္စကိုအရင်ကျွမ်းကျင်အောင်သိအောင်လုပ်ရမယ်ပြီးဆုံးလိုက်နေမှုဘာဖြစ်ဖြစ်ကြိုက်စရာဘလောက်ကောင်းကောင်းမုန်းစရာဘလောက်ကောင်းကောင်းဖြစ်ရတဲ့အကုန်လုံးဟာဒီလိုပဲတူညီစွာပြီးဆုံးပြောက်ွယ်လိုက်နေတဲ့သဘာဝဖြစ်စဉ်တကယ်လို့သာအဲ့ဒီအနိစ္စကိုသိမယ်ဆိုလို့ရှိရင်ဒုက္ခကိုသိဖို့အတွက်လမ်းကပွင့်နေပြီသဘောပေါက်လားဘုန်းကြီးပြောတာဟုတ်လားအဲ့တော့ဒီတရားအထုတ်ကြတယ်နော်ပညာပြုစုပြောထောင်ပေးကြတယ်တတိတရားနဲ့ပညာကိုရှားကြတယ်ဆိုတာတကယ်တမ်းကဒုက္ခသစ္စာကိုသိဖို့ကြိုးစားတာတနည်းအားဖြင့်ဒုက္ခသစ္စာကိုမသိတဲ့အဝိဇ္ဇာကိုနည်းအောင်လုပ်တာအဲ့ဒီမသိမှုနည်းလို့ရှိရင်လူချင်းမမောမှုလည်းနည်းမယ်လူချင်းမမောမှုနည်းရင်မကျေနပ်မှုတွေလည်းနည်းသွားမယ်စိုးရင်ဓာတ်တွေပါလေလည်းနည်းသွားမယ်ညာသွားဖြင့်လောဘနေတဲ့လူဟာသိစိုးရင်စိတ်မရှိဘူးနော်ဟိုရခြင်းတရားရခြင်းများတဲ့လူတွေရခြင်းမှုများတဲ့လူတွေစိုးရင်ရတာပဲတော့ရမှရပါမလားလာပြီလေဟုတ်တယ်မဟုတ်လားနော်စဉ်းစားကြည့်နော်ရထားပြီဆိုတော့လည်းပဲဘယ်ချိန်မြင့်ပြတ်သွားမလဲဟောသူကဒုက္ခကြီးပေးနေတာတကယ်တမ်းကဒီလောဘကတောကနဲ့သူကရောနေတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားကပိယေဟိဇာယတိတောကောဟောဒါရဟောရနော်ပိယလို့သုံးတယ်အဲ့ဒီမှာတော့လောဘကိုပိယလို့သုံးတယ်ချစ်ချင်းပေါ့ချစ်ချင်းကြောင့်စိုးရင်ရတယ်တဏှာလို့လည်းသုံးတယ်ကာမလို့လည်းသုံးတယ်အဲ့ဒီနောက်မှာဘာလို့ရှိတော့တောကရှိတယ်ပြောချင်တာလောဘရဲ့နောက်မှာတောကရှိတယ်တောကဆိုတာတေဝကောက်ရင်ဒေါသဟောဘယ်လောက်နီးနေသလိုဘုန်းကြီးတို့မရခြင်းသလောက်မစိုးရိမ်ဘူးသူအလွန်လဲရဲခြင်းနဲ့မလိုချင်တဲ့လူကရန်တတိကောင်းတယ်လိုချင်တဲ့လူကသာကြောက်တယ်အခုဘုန်းကြီးတို့ဘွားကြောက်တယ်ဒီဟာကြောက်တယ်ဆိုတာဘွားကိုရန်ဖက်တွေ့တဲ့လူဥပါဒံအာကြီးတဲ့လူတွေကြောက်တာပဲလေသူပြက်မှာကြောက်တာပဲနော်ပြက်တဲ့အမျိုးကြီးကိုပဲမပြက်စေခြင်းဘူးလို့ဖြစ်နေတာကိုစိတ်ကသဘောပေါက်လားဘုန်းကြီးပြောတာအဲ့တော့ဒီငြိမ်းအေးဖို့ဆိုတာလေးကိုအခြေခံကြနားလည်ဖို့ဘာကြောင့်မငြိမ်းတာတော့လောဘဒေါသမောဟဖြစ်နေလို့မငြိမ်းတာဒါကြောင့်မအေးဘူးအဲ့တော့ငြိမ်းအေးခြင်းလို့ရှိရင်ဘယ်သူ့ကိုအရင်စပြီးတော့ဖြိုရမှာတော့လို့မင်းအဝိဇ္ဇာမသိမှုကိုအရင်ဖြိုရမှာမသိမှုကိုဖြိုခြင်းလဲသိမှုနဲ့သာလဲဖြိုလို့ရတာသိအောင်လုပ်ရတယ်အဲ့ဒီသိတာကိုပဲပညာလို့ပြောတာနော်ဒီအမိုက်မှောင်ကိုဖယ်ခြင်းလဲဆိုရင်အလင်းကလွဲလို့ဘယ်ရာနဲ့မှဖယ်လို့မရဟုတ်တယ်မဟုတ်လားနော်ဒီမိန်ပြမီးအောင်လေးလင်းအလင်းလေးရှိနေမိန်ပြလေးတော့မြင်ရတယ်အလင်းကလည်းအဆင့်ဆင့်ရှိရနော်9ဝက်လောက်မီးသီးလေးထွန်းတာတယ်ဟာယူရိုရိတ်တိတ်လေးသွားလာနေတာတော့မြင်ရတယ်ဟုတ်တယ်မဟုတ်လားဒါပေမဲ့မီးကတကယ်ကိုလင်းထိန်လာပြီဆိုရင်အကုန်လုံးတက်တက်ကွယ်ကွယ်ခခနနမြင်ရတယ်အဲ့ဒီသဘောမျိုးပဲပညာကိုအဆင့်ဆင့်မြင့်အောင်ဘုန်းကြီးတို့လုံနိုင်လို့ရှိရင်မသိမှုဟာနည်းသွားတယ်အဲ့ဒီမသိမှုနည်းသွားလေနော်ရခြင်းမှု
အလုံးကြမှုဒါတွေပါနေသွားပြီးတော့ဘဝကအဲ့ဒီမှာငြိမ်းအေးမှုကိုဘုန်းကြီးတို့စတင်ပြီးတော့နားလည်စာပြုလာတယ်ဟုတ်လားအဲ့တော့အပူကိုရော့နေအောင်လျှော့ရင်းနဲ့ဘုန်းကြီးတို့ကငြိမ်းအေးမှုကိုမလုပ်အောင်တော့ရှားရမယ်လုံးဝဘုန်းကြီးတို့မျှော်လင့်ချက်ထားရမှာဥတည်ချက်ထားရမှာတော့လောဘဒေါသမောဟလုံးဝချုပ်ဆုံးရေးပေါ့လူချုပ်ဆုံးသွားပြီဆိုလို့ရှိရင်သူ့ကြောင့်ဖြစ်မဲ့ဘဝဟာဆက်ဖြစ်เสียအကြောင်းမရှိတော့ဘဝမီးပါသူကငြိမ်းတယ်လို့ပြောရတယ်ဟုတ်လားအဲ့ဒီလိုငြိမ်းအေးမှုကိုရဖို့အတွက်ဘုန်းကြီးတို့ဘာရှိရမလို့ပညာရှိရမယ်အဲ့ဒီပညာအမှန်သိမှုဘာလို့သိတာတုံးလို့မေးရင်ဒီဘဝဖြစ်စဉ်ဘဝဆိုတဲ့စကားလုံးလေးကဖြစ်ချင်းတရားလို့အဓိပ္ပာယ်ရတယ်ဖြစ်နေတဲ့သဘာဝတွေရဲ့သဘောတဘာဝကိုအမှန်တိုင်းသိတာမြင်နေတာဘဝဖြစ်တာခေါ်တယ်ကြားနေတာဖြစ်နေတာဖြစ်ချင်းတရားတွေမြင်ကြားနာစားထိတိုးရဲ့အကြမ်းမြင်6အုပ်စုအဲ့ဒီ6အုပ်စုဖြစ်တာကိုအကြောင်းပြုပြီးတော့ချမ်းသာတဲ့ဆင်းရဲတဲ့အစရှိတဲ့ဝေဒနာတွေဖြစ်တာရှိတယ်ဒါပါတွေပြောနေတာဘုန်းကြီးကဘဝအဲ့ဒီဘဝကိုအမှန်တိုင်းသိအောင်တရားအထုတ်ရဘလို့အထုတ်မလို့သတိထားတာကြည့်တာသူ့ကိုလိုက်ကြည့်စောင့်ကြည့်ဘာမှကိုယ့်ရဲ့တွေးတောထင်မြင်ယူဆချက်တွေပါဝင်ပတ်သက်မှုမရှိစေဘဲနဲ့ရိုးရိုးလေးအရှိကိုအရှိအတိုင်းမှတ်တမ်းတင်တဲ့သဘောမျိုးလေးသူ့ကိုစောင့်ကြည့်လို့ရှိရင်သူ့သဘောကိုတဖြည်းဖြည်းနဲ့နားလည်လာလိမ့်မယ်သူကဘလို့ဖြစ်သွားတတ်တဲ့အရာလေးလဲဘလို့ဖြစ်ပေါ်လာတာလဲအဲ့သူ့ကိုကြည့်တယ်ဆိုတာအဲ့ဒါသတိထားတာကိုပြောတာကြည့်လို့သူ့သဘောကိုအထိုက်လျောက်မြင်လာတယ်နားလည်လာတယ်ဆိုတာအခုပြောနေတဲ့ပညာသဘောကိုပြောတာသတိတရားဖြင့်ပညာကိုရှားရတယ်အဲ့ဒီပညာရှိလာရင်ရှိလာသလောက်မလုပ်လာမလို့ငြိမ်းအေးမယ်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီငြိမ်းအေးမှုနောက်ဆုံးဒုက္ခនិရောဓနော်ဒုက္ခမီးတွေငြိမ်းသွားတယ်ချုပ်ငြိမ်းသွားတယ်ဆိုတဲ့ဥစ္စာကိုတကယ်ရကျင်တယ်ဆိုလို့ရှိရင်ဘဂင်၈ပါးကိုပွားမယ်လို့အပြည့်အစုံသင်ပေးတယ်ပေါ့နော်တကယ်လက်တွေ့ကျင့်တယ်ဆိုတဲ့နေရာမှာတော့သူကသတိကိုဥရှိပြီးတော့ဝရိယနဲ့ပညာနဲ့ကြိုးစားကြရတဲ့သဘောပေါ့ဖြစ်စဉ်တွေကိုအမြဲတမ်းလိုက်ပြီးတော့ကြည့်ဝင်လေထွက်လေကိုကြည့်မယ်သွားရထိုင်လျောင်းအခြေအနေရရကိုကြည့်မယ်အသေးစိတ်အမူအရာလေးတွေကိုကြည့်မယ်ကိုယ့်ရဲ့ခံစားမှုဘလို့ဖြစ်နေသလဲဆိုတာကိုကြည့်မယ်စိတ်ကူးစိတ်တန်းတွေကိုကြည့်မယ်ဒါသတိပဋ္ဌာန်တရား၄ပါးကိုဘုန်းကြီးကအချင်းချုပ်ပြီးတော့ပြောတာဒါပေမဲ့မြတ်စွာဘုရားတော့မဂ်ကင်၈ပါးဆိုတဲ့အသုံးအနှုန်းလေးနဲ့ဟောတယ်အဲ့ဒီမဂ်ကင်၈ပါးကိုပွားများရင်ဒုက္ခရဲ့အကြောင်းတရားတွေကိုပယ်တတ်နိုင်တဲ့အတွက်ကြောင့်ဒုက္ခမီးတော့တွေဟာချုပ်ငြိမ်းရတယ်ဒါကြောင့်မဂ်ကင်၈ပါးဆိုတဲ့လမ်းစဉ်ဟာအလွန်မှမြင့်မြတ်တယ်တမညုတဉာဏ်ရှင်သမ္မာသမ္ဗုဒ္ဓဘုရားများပွင့်လာမှသာလေသိခွင့်ရတဲ့နိလန့်ပေါ့နော်ငြိမ်းအေးခြင်းအမှန်သိတနည်းအားဖြင့်ပညာဖြင့်ငြိမ်းအေးစေဆိုတာအဲ့ဒါကိုပြောတာမဂ်ကင်၈ပါးကိုပွားများခြင်းဖြင့်သတိပဋ္ဌာန်တရား၄ပါးကိုပွားများခြင်းဖြင့်အသိဉာဏ်ပညာကိုထက်မြက်အောင်ဘုန်းကြီးတို့ကြိုးစားအားထုတ်ရမယ်အသိဉာဏ်ပညာထက်မြက်လာတာနဲ့အမျှဘဝဟာငြိမ်းအေးလာမယ်ဟုတ်လားဒါကြောင့်ကိုယ်ဘဝကြီးပူလောင်လိုက်တာရှုပ်ထွေးလိုက်တာညှဉ်းနှွမ်းလိုက်တာလို့အဓိကတော့စိတ်ကိုပြောနေတာပါပဲဟုတ်လားအဲ့ဒါလိုခံစားရပြီဆိုရင်ဩငါဆေးကြောအောင်မှဖြစ်မယ်ငါညှိမ့်သက်အောင်မှဖြစ်မယ်ငါမီးတော့ရှော့အောင်မှဖြစ်မယ်ငါရှင်းလင်းအောင်လုပ်အောင်မှဖြစ်မယ်လို့ဘုန်းကြီးတို့ကမှန်မှန်ကန်ကန်မလုပ်အောင်တော့သဘောပေါက်ရမယ်ဟုတ်လားပထမပြောလိုက်တာကမေတ္တာရဲ့အစွမ်းကိုပြောတာနော်အခုပြောနေတာပါတော့ပညာရဲ့အစွမ်းကိုပြောတာနော်မြတ်စွာဘုရားတစ်ခါမှာနော်ရှင်အနန္ဒာမှုရှိတဲ့တန်ဃာတွေနဲ့ဒေသစာတွေကြွားရင်းနဲ့မိထီလာမြို့နားကိုရောက်တဲ့အခါတောအုပ်တစ်ခုတည်းဝင်ပြီးတော့တစ်ပင်ရင်တစ်ပင်မှာတော့ခင်းထားတဲ့နေရာမှာမြတ်စွာဘုရားထိုင်ပြီးတော့မြတ်စွာဘုရားတနေရာကိုကြည့်ပြီးတော့ပြုံးတော်မူတဲ့အချိန်မှာရှင်အနန္ဒာမေးလို့မြတ်စွာဘုရားတော့ဒီနေရာမှာတဲ့တစ်ချိန်တုန်းကမဂဒေဝဆိုတဲ့မင်းကြီးဖြစ်ခဲ့ဘူးတဲ့ပေါ့အဲ့ဒီမင်းကဒီပြင်လူမဟုတ်ဘူးဘုရားလားမြတ်စွာဘုရားသူ့เจ้าသူပြန်ပြောတာပါပဲအဲ့ဒီမဂဒေဝမင်းကြီးဖြစ်တုန်းကသူ့ရဲ့ဆတ္တာတွေကိုသူကပြောထားတာငါကောင်းက7ဖြူတစ်ချောင်းပေါက်လို့ရှင်ငါ့ကိုအတိပေးပါလို့ပြောထားတာနော်သူခေတ်ကလူရဲ့တတန်းဟာအလွန်မှရှည်လျရတယ်နော်ကလေးဘဝနဲ့နှစ်ပေါင်း8400လောက်နေတယ်နော်မင်းသားဘဝနဲ့နှစ်ပေါင်း8400လောက်နေတယ်ဘုရင်ဘဝနဲ့နှစ်ပေါင်း8400နေတယ်နောက်ဒီမေတ္တာကရုဏာမုဒိတာဥပေက္ခဗြဟ္မဝိဒတရား၄ပါးကျင့်ပြီးတော့ဇန်ချမ်းသာနဲ့နှစ်ပေါင်း8400လောက်နေတယ်နှစ်ပေါင်း8400 4ချိန်လောက်အသက်ရှည်ခွင့်ရတဲ့ကာလပေါ့နော်အဲ့တော့7ဖြူကတော်နဲ့မပေါဘူးလေဒါပေမဲ့ तू ကတခါတည်းအချက်ပြထားတယ်ဆက်တာတယ်သံဃုစိတ်ကိုပြင်တဲ့လူ7ဖြူတစ်ချောင်းပေါက်ရင်ငါ့ကိုပြောကာလကြာလာတဲ့အချိန်မှာ7ဖြူတစ်ချောင်းပေါက်တာကိုတွေ့တယ်တွေ့တော့အဲ့ဒီဆက်တာတယ်ကအဲ့ဒါကိုရွှေမွေးညက်လေးနဲ့နှုတ်ပြီးတော့ဘင်ကြီးရဲ့လက်ထဲကိုထည့်ပေးတယ်ဒါဘင်ကြီးရဲ့ခေါင်းကပေါက်တဲ့7ဖြူပါ
အဲ့ဒီမှာဘုရားလုံးကငါ့ကိုတေမင်းကသူမင်းကိုငါနိုင်ပြီဆိုတဲ့အနေနဲ့ငါကောင်းမို့ဒါအလံထူသွားတာငါမင်းကိုနိုင်ပြီဒီပိုင်တဲ့ဟာငါပိုင်တဲ့ဖြစ်တယ်ဆိုတာကိုအတိအမှတ်ပြုသွားတာဒါဆပင်ပြူပေါက်တာကိုငါပိုင်တဲ့ဖြစ်သွားပြီအတိအမှတ်ပြုအလွန်ထိတ်လန့်တယ်တဲ့နောက်ဝလေတော့အင်ကြီးတွေပစိုးတွေများရေညှစ်လို့ရမတတ်ချွေးတွေပါလေထွက်တံဝေခပါနော်အဲ့ဒါနဲ့ဘာလုပ်တုံဆိုတော့အဲ့ဒီနေ့တင်ပဲတာအကြီးဆုံးကိုခေါ်ပြီးတော့ဌိနန်းကိုလွှတ်အပ်တယ်ငါဒီတရဥယျာဉ်ထဲမှာမေတ္တာကရုဏာမုဒိတာဥပေက္ခပြမဝိဟာရတရား၄ပါးပွားပြီးတော့နေမယ်မင်းဒီတိုင်းရေးပြည်အားလုံးကိုတာဝန်ယူရမယ်ဆိုတော့ဌိနန်းကိုတခါလဲလွှတ်အပ်တယ်လွှတ်အပ်ပြီးတော့သူဘာပြောတော့ဆိုတော့မင်းလည်းပဲငါအရွယ်ရောက်လာတဲ့ချိန်မှာမင်းရဲ့အကြီးဆုံးသောသားကိုဌိနန်းအပ်ပြီးတော့ငါလမ်းစဉ်ကိုမင်းလိုက်ရမယ်မင်းလည်းပဲဆပင်ပြူတစ်ချောင်းပေါက်လို့ရှိရင်မင်းသားကိုဌိနန်းအပ်ပြီးတော့ငါလုပ်တယ်လို့မျိုးတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းတာကိုဘာခေါ်တော့မေတ္တာတတ္တဝါတွေကိုဆင်းရဲဒုက္ခကလွတ်စေခြင်းတာကိုကရုဏာတတ္တဝါတွေအစဉ်ပြေတာချမ်းသာတာကိုဝမ်းသာနိုင်တာကိုမုဒိတာတတ္တဝါတွေဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေအဲ့ဒီဆင်းရဲမှုချမ်းသာမှုဟာကိုယ်စိတ်ကိုတုန်လှုပ်အောင်မလုံနိုင်အောင်စိတ်ဓာတ်ကိုကြန့်ခိုင်အောင်တိဆောက်ထားနိုင်တာကိုဥပေက္ခဟုတ်လားအဲ့ဒီတရား၄ပါးကိုပွားအဲ့တော့ဇံရနှစ်ပေါင်း8400အဲ့ဒီတရဥယျာဉ်ထဲမှာပဲနေတယ်အသေးတဲ့အခါကျတော့မြမပြေရောက်တယ်အဲ့ဒါမင်းပေါင်းအစင်ဆက်ပေါင်းများစွာအဲ့ဒီလမ်းစဉ်ကိုလိုက်တယ်ဟုတ်လားအဲ့ဒါနောက်တော့ကာလဘယ်လောက်ကြာလာသလဲဘုရားလောင်းကမြမပြေကနေစုတည်ပြီးတော့သူကကြည်တာပေါ့အစင်ဆက်ပြတ်တော့မယ်ပေါ့နော်ဒါကြောင့်ငါစခဲ့တဲ့ဒီကောင်းတဲ့အစင်လာလေးကိုငါကိုယ်တိုင်ပဲပြန်ပြီးတော့အဆုံးသတ်မယ်ဆိုပြီးတော့အဲ့ဒီမိထီလာပြည်မှာလူလာဖြစ်တယ်ဘုန်းကြီးတို့လဲဘိန်းကိုပေါ်တံပတ်ကလေးပတ်ထားတယ်ဟုတ်လားတံပတ်ပတ်တယ်ဆိုတာအစကိုအဆုံးကပြန်ပြီးတော့ဆက်လိုက်တဲ့သဘောပေါ့နော်အဝိုင်းလေးဆိုတာအစကိုအဆုံးကပြန်ဆက်လိုက်တယ်အဲ့ဒီသဘောမျိုးဖြစ်လို့မို့ဒီမင်းသားလေးကိုနိမိမင်းသားနိမိဇက်လို့လည်းတချို့ပြောရတယ်ရှိနိမိမင်းသားဆိုဟုတ်လားအဲ့တော့ဘုရားလားမဂရေဝမင်းကြီးကစပြီးနိမိမင်းသားမင်းမောမှာအဆုံးသတ်မှာအဲ့ဒီနိမိမင်းရဲ့သားကဘယ်လိုတုံးဆိုတော့ကလာရဇနကအဲ့ဒီကလာရဇနကကိုဒီနိမိရှင်မင်းကြီးကသူကဘုံအလွန်ကြီးတယ်ဘုရားလောင်းကနော်လူဘဝနဲ့သူကငရဲပြည်တို့နတ်ပြည်တို့တောင်သူကရောက်အောင်သွားနိုင်တဲ့အခြေအနေလို့ဇတ်တော်ထဲမှာအဲ့တိုင်သူကအတီလင်းဟောတာဟုတ်လားအဲ့ဒီနိမိမင်းကြီးကသူစပင်ပြူပေါက်တဲ့အခါကျတော့သူသားကလာရဇနကကိုရှေးကဘုရင်ရဲ့ထုံးစံအတိုင်းမင်းလည်းပဲစပင်ပြူတပင်ပေါက်လို့ရှင်မင်းသားကိုထိနှက်အပ်ပြီးတော့မြတ်သောအကျင့်ဆိုတာကမြတ်မဝိဟာရတရား၄ပါးကိုပြောတာအဲ့ဒါကိုကျင့်သုံးပြီးတော့နေရဆိုပြီးတော့မှားထားခဲ့တယ်အဲ့ဒီကလာရဇနကစပင်ပြူပေါက်လာတယ်သူသားကိုထိနှက်မအပ်ဘူးနော်အစင်ဆက်အကောင်းစားကိုမလုပ်ပြလိုက်တာတော့မလိုက်နာခြင်းအဖြစ်ချိုးဖောက်ပလိုက်တယ်ပေါ့နော်အဲ့ဒါသူအသက်သေးသေးအထိဒီတိုင်းပဲကာမဂုဏ်တော်မှာပဲနေသွားတယ်သူသားကိုထိနှက်မအပ်ဘူးအဲ့ဒီဖြစ်ရကိုမြတ်စွာဘုရားရှင်အနန္ဒာကိုပြောပြတာအနန္ဒာတဲ့ကလာရဇနကဟာသူ့ဘိုးဘေးစင်ဆက်ကဆင်းသက်လာတဲ့ကောင်းမွန်တဲ့အလေးအကျင့်ကိုသူဟာဖြစ်ရှိတာသူအဆုံးစွန်သောယောက်ျားနော်ကောင်းတာကိုဖြစ်တယ်လို့ပေါ့နော်ဒါပေမဲ့လို့သူကောင်းတာကိုဖျက်လိုက်လို့လွဲချော်တာဗြဟ္မဝိဟာရတရား၄ပါးနဲ့လွဲချော်ရယုံမျှတာဖြစ်တယ်ဗြဟ္မပြည်မရောက်ယုံမျှတာဖြစ်တယ်အခုငါဖျားဖြစ်လို့နော်ဒုက္ခនិရောဓငြိမ်းအေးခြင်းရဲ့အကြောင်းတရားမဂ်ခင်၈ပါးသတိပဋ္ဌာန်တရားလမ်းစဉ်အထူးသဖြင့်မဂ်ခင်၈ပါးခေါ်ပါတယ်အဲ့ဒီမှာအဲ့ဒီမဂ်ခင်၈ပါးလမ်းကိုငါချက်မှတ်ထားတယ်ဒါဒုက္ခនិရောဓဒုက္ခမီးတော့ငြိမ်းဖို့အတွက်တခုတည်းသောနိလန်းအဲ့ဒီနိလန်းကိုမလစ်ကျင့်ဘူးမလိုက်နာဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာလည်းငါဖျားရဲ့အဆုံးစွန်သောယောက်ျားအဲ့ဒီလူရဲ့ထိခိုက်မှုဆုံးရှုံးမှုကပို့ပြီးတော့ကြီးကျယ်တယ်ကလာရဇနကဟာဘိုးဘေးစင်ဆက်အစဉ်အလာကောင်းတွေကိုဖျက်ဆီးလို့သူဆုံးရှုံးသွားတာဟာဗြဟ္မပြည်မရောက်ယုံဗြဟ္မဝိဟာရတရား၄ပါးနဲ့ဆုံးရှုံးရယုံပဲအခုမဂ်ခင်၈ပါးကိုမကျင့်ဘူးဆိုလို့ရှိရင်တော့ဆုံးရှုံးမှုဟာအလွန်ကြီးကျယ်တယ်ဘာဆုံးရှုံးမအောင်ဆိုဒုက္ခនិရောဓနိဗ္ဗာန်နဲ့လွဲမယ်ပေါ့နော်ဒုက္ခပဲဆက်ပြီးဒုက္ခကိုရပ်တန့်ခွင့်ရှိပါလဲနဲ့သူမရပ်တန့်လိုက်နိုင်ဘူးဒီသဘောကိုပြောတာနော်အဲ့ဒီသုတ်တံကိုဘုန်းကြီးတို့ကြည့်မယ်ဆိုလို့ရှိရင်ဘာနဲ့ဘာကိုရှင်းပြထားတာကိုဘုန်းကြီးတို့မြင်နိုင်မလဲမေတ္တာနဲ့ပညာကိုရှင်းပြထားတာလို့မြင်နိုင်တယ်ပညာဆိုတာဒီနေရာမှာမဂ်ခင်၈ပါးကိုတော့တမာဒိဋ္ဌိကခေါင်းဆောင်တာ။တမာဒိဋ္ဌိဆိုတာတရားကိုကောက်ရင်
ပညာပဲလေဟုတ်လားအဲ့တော့ပညာတရားကသာလျှင်ဒုက္ခကိုတကယ်တမ်းအဆုံးသတ်ပေးနိုင်မှာနော်ရှင်မလောင်းနေတဲ့မီးကိုသူကသာလျှင်ညှိသက်ပေးနိုင်မှာသူကသာလျှင်ယွန်နေစေမှာမေတ္တာတရားကတတ္တဝါကိုစောင့်ရှောက်နိုင်တာထက်ပညာတရားကတတ္တဝါကိုစောင့်ရှောက်တာကပိုပြီးတော့ကြည်ကြည်တယ်ဒီသဘောလေးကိုထင်ရှားအောင်ဘုန်းကြီးကအဲ့ဒီသုတ်တန်လေးကိုအနှစ်ချုပ်ပြီးတော့ပြောပြတာဟုတ်လားဒါပေမဲ့ဘုန်းကြီးတို့ကဘဝဒုက္ခချုပ်ငြိမ်းအောင်လုပ်မဟဲ့ဆိုပြီးတော့နော်ယဟန္တာဖြစ်အောင်လုပ်မဟဲ့ဆိုပြီးတော့မြင့်မြတ်တဲ့စိတ်ထားနဲ့လုပ်နိုင်တဲ့လူဆိုတာတရားမရှိဘူးဘဝဒုက္ခငြိမ်းစေရမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတဲ့လူတောင်ရှိဖို့မလွယ်ဘူးဟုတ်တယ်မို့လားတဘောပြီးတဘောသွားနေကြအောင်မှာပဲအများစုကစဉ်းစားကြည့်တဲ့ကိုယ့်ရဲ့စိတ်ကူးလေးပေါ့နော်ဘယ်လောက်ထိဘာတွေမျှော်မှန်းတော့ဘာတွေရည်ရွယ်ချက်ချတာတော့ဒီဘဝပို့ပြီးတော့အစဉ်ပြေတဲ့ပြေရေးဟုတ်တယ်မို့လားဒီဘဝစားရည်ဝေးရည်နေရည်အစဉ်ပြေတဲ့ပြေရေးကိုင်တကြီးလာပြီးသေတော့မယ်ဆိုရင်တော့ဘာလာမှာတော့ကောင်းတဲ့ဘဝလေးရပါစေဟုတ်တယ်မို့လားကျုံညံ့တဲ့ဘဝကြီးတော့မရောက်ပါစေနဲ့အဲ့ဒါပြီးရင်ရှစ်တက်သေးသလားအများစုကဟာတက်တော့ပါဘူးဟုတ်တယ်မို့လားဘဝထဲမှာအစဉ်ပြေဖို့ပို့ပြီးတော့ကောင်းမွန်တဲ့ဘဝတစ်ခုကိုရဖို့ဘဝဒုက္ခချုပ်ငြိမ်းရေးဆိုတဲ့အထိသွားတဲ့လူကအလွန်မှနေအဲ့ဒါဘုန်းကြီးပြောချင်တာကဘာတော့ဒီလူတွေအကုန်လုံးဒီလူတွေမှမဟုတ်ပါဘူးဘယ်လူပဲဖြစ်ဖြစ်ပုံကြည့်ရတာကတဘဝပြီးတဘဝသွားကြအောင်မဲ့ပုံနေနော်သွားကြအောင်ပါနော်အဲ့တော့သွားကြအောင်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ကအစဉ်ပြေပြေသွားနိုင်ဖို့လိုမယ်ပေါ့အစဉ်ပြေပြေသွားနိုင်ဖို့ဆိုရင်ကံကောင်းဖို့လိုမယ်ကံကောင်းဖို့ဆိုလို့ရှိရင်စိတ်ထားကောင်းဖို့လိုမယ်စိတ်ထားကောင်းမှကံကောင်းနိုင်တာဟုတ်လားအဲ့ဒီစိတ်ထားကောင်းဖို့ဆိုလို့ရှိရင်ဒီမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗြဟ္မဝိဟာရတရား၄ပါးအလွန်မှစိတ်ကိုကောင်းမွန်စေတယ်အထူးသဖြင့်မေတ္တာတရားသည်စိတ်ထားကောင်းကိုဖြစ်စေတယ်စိတ်ထားကောင်းသည်ကံကောင်းစေတယ်ကံကောင်းမှုသည်ဝါသံတရားတစ်လျှောက်အစဉ်ပြေမှုတွေဖြစ်စေလိမ့်မယ်အများစုကဒီလောက်ပဲမှန်းကြတာနော်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဘဝထဲမှာအစဉ်ပြေခြင်းစိတ်ကောင်းတာဘဝဒုက္ခကလွတ်မြောက်ခြင်းလဲဆိုရင်တော့အမှန်သိရမယ်ကိုယ်ဘယ်ဆင်လဲဆိုတာလဲကိုယ်ဘာလုပ်ရမလို့စီစစ်ရမယ်ဟုတ်လားဒါကြောင့်မေတ္တာတရားရဲ့အကြောင်းကိုလည်းနားမလည်လို့မရဘူးကိုယ့်ရဲ့အခြေအနေကမေတ္တာတရားရဲ့ပံ့ပိုးမှုနဲ့မေတ္တာတရားရဲ့စောင့်ရှောက်မှုနဲ့ပွားရမယ့်အနေအထားလေးတွေကနော်ကြီးမားမားရှိနေတယ်ဆိုတာလည်းဘာလို့မလို့မြင်ရမယ်ပညာတိနော်တက်လှမ်းပြီးတော့ဘဝဒုက္ခချုပ်ငြိမ်းအောင်လုပ်မယ်ဟေးဆိုရင်တော့အတိုင်းထက်လွန်ပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့အလိုဆန္ဒကအဓိကအဲ့ဒါမြတ်စွာဘုရားဆုံးမတဲ့အဆုံးအမတွေရဲ့အဓိကလိုရင်းကဘဝဒုက္ခချုပ်ငြိမ်းရေးဘဝထဲမှာအစဉ်ပြေရေးဆိုတာတော့သွားရင်ဟန်လွယ်မဟုတ်ဘူးတော့မဟုတ်ဟောပါတယ်အဲ့ဒါလည်းအများကြီးဟောပါတယ်ဒါပေမဲ့ဘဝဒုက္ခချုပ်ငြိမ်းရေးကိုဟောတဲ့ဒေသနာတွေနဲ့ရှင်းလိုက်မယ်ဆိုရင်အဲ့ဒါဘာမှသိပြီးတော့ဟာပြောပါတော့ဘူးပိဋကသုံးပုံကိုလေ့လာကြည့်လို့ရှိရင်ဘဝဒုက္ခချုပ်ငြိမ်းရေးကိုပဲအဓိကထားပြီးတော့ဟောတာကိုတွေ့ရတယ်ဟုတ်လားအဲ့တော့ဒါကဘာပြောတာတော့နော်ပညာဖြင့်ငြိမ်းအေးစေမသေးခင်မှာလည်းပဲလောဘဒေါသမောဟတို့ကြောင့်ပူအပ်လောင်ရတဲ့အနေအထားတွေကိုမှန်ကန်ကန်သိတဲ့ဉာဏ်ပညာနဲ့ဘုန်းကြီးတို့ဟာယုံနေအောင်ကြိုးစားရမယ်အထူးသဖြင့်ပြီးဆုံးသွားခြင်းဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာပြီးဆုံးသွားနေတာဆိုတဲ့အမှန်တရားကိုသိတဲ့အနိစ္စကိုသိတဲ့ဉာဏ်ပညာကိုရှင်းချက်အောင်လုပ်ဒါသိပြီးတော့အလှမ်းဝေးတာမဟုတ်ဘူးနော်ဟုတ်လားဘုန်းကြီးတို့ကြိုက်မကြိုက်ဖြစ်နေတဲ့အရာတွေဘာဖြစ်နေတာတော့တောက်လျှောက်ပြီးဆုံးလိုက်နေတာပဲလေဟုတ်တယ်မဟုတ်လားနောက်ဖြစ်လာမယ့်အရာတွေလည်းပါတော့ဒီလိုပဲပြီးဆုံးသွားအောင်ပါပဲဒီအမှန်တရားကိုသိတာပါတော့ပညာအဲ့ဒီပညာဟာအခုလောလောဆယ်ဒီဘဝမှာကိုယ်စိတ်ကိုပူအောင်လောင်အောင်ရှုမြိုက်နေတဲ့အရာကိုအများကြီးရောနေစေတယ်အဲ့ဒါကိုလက်တွေ့ထောက်ခံနိုင်အောင်ကြိုးစားကြည့်ပြောရင်တာကအနိစ္စကိုသိတဲ့ဉာဏ်နဲ့ကိုယ့်ရဲ့ဘဝကိုစူးစူးဝါးဝါမပူလောင်စေနဲ့လို့ပြောတာအဲ့ဒီဉာဏ်မရှိရင်ပူလောင်မှာနော်အိဋ္ဌကိုသိတဲ့ဉာဏ်အားနည်းမယ်ဆိုရင်ဘာလို့မလို့ပူလောင်ရလိမ့်မယ်ဘဝကတို့ဘာတွေရှိဘာတွေရအောင်ရှာထားနိုင်သိကြတယ်အဲ့ဒီဉာဏ်မရှိဘူးဆိုရင်ဥက္ကပူရလိမ့်မယ်လောင်ကိုလောင်ရလိမ့်မယ်အကြောင်းမျိုးမျိုးကြောင့်စိတ်ဟာတော့ကိုယ်ကိုပူလောင်အောင်ပူလောင်ကြောင်းတွေကိုသူဖန်တီးရင်းနဲ့ပူလောင်မှုကိုခံစားရလိမ့်မယ်ဟုတ်လားဒါကြောင့်ငြိမ်းအေးခြင်းနဲ့ဆိုရင်ဘုန်းကြီးတို့ကပညာရှိအောင်လုပ်ရလိမ့်မယ်ဒါကြောင့်ပညာဖြင့်ငြိမ်းအေးစေတရားကောင်းစဉ်လေးထဲမှာအဓိပ္ပာယ်တွေအများကြီးပါသွားပြီနော်မေတ္တာဖြင့်ချမ်းသာစေပညာဖြင့်ငြိမ်းအေးစေငါပြောကောင်းနဲ့ပြောနေတဏှာကြီးနည်းနည်းတောင်ပို့သွားပြီနော်အဲ့တော့3နာရီကိုအခန်းကပြန်မလားဟုတ်လားအဲ့လိုဆိုလို့ရှိရင်အဆုံးသတ်ကြဆိုနော်
မေတ္တာဖြင့်ကိုယ့်ရဲ့ဘဝကိုချမ်းသာအောင်ဆောင်ရွက်နိုင်ကြတယ်ပညာဖြင့်ကိုယ့်ရဲ့ဘဝကိုငြိမ်းအေးအောင်ဆောင်ရွက်နိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုရားမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း